တားငယ်သမီးငယ်တို့ရေဒီနေ့မှာတော့ဖျားဟောဇတ်တော်ကြီး10ဘွဲ့ထဲကဒုတိယမြောက်ဇတ်တော်ဖြစ်တဲ့မဟာဇနကဇတ်တော်ကိုပြောပြပေးမယ်နော်အခက်ခဲတွေနဲ့ကြုံလာရရင်အရှုံးမပေးဘဲဘလို့မျိုးဇွဲလုံးလာနဲ့စူးစမ်းရမလဲဆိုတာဒီဇတ်တော်လေးကနေဘဟုတုတယူကြရအောင်နော်ကဲကလေးတို့ရေစားလိုက်ကြရအောင်နော်ဟိုးရှေးတုန်းကမိထီလာပြည်မှာအရိဋ္ဌဇနကမင်းကြီးနဲ့ညီတော်အိမ်ရှိဆန်ပေါလဇနကတို့ဟာတဦးနဲ့တဦးအထင်မြင်လွဲမှာပြီးစစ်ခင်းကြတာပေါ့အဲ့ဒီစစ်ပွဲမှာနောင်တော်မင်းကြီးကြဆုံးသွားတဲ့အတွက်ကိုဝန်အရင်အမာရှိနေတဲ့မိဖုရားကြီးဟာဘေးလွတ်ရာကိုခက်ခဲစွာထွက်ပြေးခဲ့ရတယ်လန်ခီးမှာမိဖုရားကြီးဟာဒီတာပါမောခဆရာကြီးနဲ့ဆုံတွေ့ခဲ့ပြီးဆရာကြီးကတနာကျင်နာစွာနဲ့ပဲသူ့အိမ်မှာခိုလုံခွင့်ပြုခဲ့ပါတယ်အဲ့ဒီမှာပဲမိဖုရားကြီးဟာသားတော်လေးတစ်ပါးဖွားမြင်ခဲ့ပြီးမဟာဇနကလို့အမည်မဲ့ခေါ်ခဲ့တာပေါ့မင်းသားလေးအရွယ်ရောက်လာတဲ့အခါမိခင်ဖြစ်သူကအတိတ်ကအကြောင်းစုံကိုပြောပြလိုက်တယ်။ဒါကြောင့်မဟာဇနကမင်းသားလေးဟာခမဲတော်ရဲ့ထီးနှန်းကိုပြန်လည်ရယူဖို့အတွက်ရန်ပုံငွေနဲ့အင်အားစုဆောင်ဖို့တင်းမောနဲ့ကုံသွေးရီခီးထွက်ခွာခဲ့ပါတော့တယ်။ခရီးထွက်ပြီး9ရက်မြောက်တဲ့နေ့မှာတော့ကြောက်မဖွယ်မုန်တိုင်းကြီးကြားရောက်ပြီးတင်ပေါ်ကြီးပျက်စီးသွားပါလေရော။လူများကတေဘေးကိုကြောက်လန့်တကြားအော်ဟစ်နေကြချိန်မှာမဟာဇနကမင်းသားလေးကတော့စိတ်ကိုတည်ငြိမ်အောင်ထားပြီးပင်လယ်ပြင်ကိုကူးခတ်ဖို့ပြင်ဆင်နေခဲ့တယ်။မင်းသားလေးဟာဘီးပတ်လေမှာငါးကြီးတွေလက်ကြီးတွေကြားထဲမှာပဲ9ရက်9ညတိုင်မနာတမ်းကူးခတ်ခဲ့တာပေါ့။အဲ့ဒီအချိန်မှာပင်လယ်ဆောင်နှက်သမီးမဏိမေခလာရောက်လာပြီးအသင်မင်းသားကမ်းခြေကိုလည်းမမြင်ရဘဲနဲ့ဘာကြောင့်ဒီလောက်ပင်ပန်းပန်းကူးခတ်နေရတာလဲလို့မေးမြန်းခဲ့တယ်။မင်းသားလေးကအသင်နဲ့သမီးစူးစမ်းအားထုတ်တဲ့သူဟာဘယ်တော့မှအကျိုးမမဲ့ပါဘူးကျွန်ုပ်ဟာလူသားတစ်ယောက်အနေနဲ့လှုပ်ဆောင်တဲ့ဝတ္တရားကိုမလျှော့သောဇွဲနဲ့လှုပ်ဆောင်နေတာဖြစ်ပါတယ်လို့ရဲရဲဝံ့ဝံ့ပြန်ပြောလိုက်တယ်မင်းသားလေးရဲ့စကားကိုနတ်သမီးကသဘောကျသွားပြီးမင်းသားကိုပွေချီကမိထီလာပြည်ရဲ့မင်္ဂလာဥယျာဉ်တော်ထဲကကြောက်ဖြာထက်ကိုပို့ဆောင်ပေးလိုက်ပါတော့တယ်အဲ့ဒီအချိန်မှာမိထီလာပြည်မှာထီးနှန်းဆက်ခံမဲ့သူမရှိတာကြောင့်ဖုတ်တရယထာကိုလွှတ်လိုက်ရာမင်းသားလေးရှိတဲ့နေရာကိုဆိုက်ရောက်လာခဲ့တယ်။ဒီလိုနဲ့မဟာဇနကမင်းသားလေးဟာတီဝလိမိဖုရားနဲ့အတူနန်းတက်ပွဲကျင်းပပြီးမိမိရဲ့ဇွဲလုံလာကြောင့်ဆုံးရှုံးသွားတဲ့ထီးနှန်းကိုပြန်လဲပိုင်ဆိုင်ခဲ့ရတာပေါ့။နောင်ခါမှာတော့မင်းကြီးဟာဥယျာဉ်ထဲကတရက်ပင်နှစ်ပင်ကိုကြည့်ပြီးတန်ဝေကရခဲ့တယ်။အသီးရှိတဲ့အပင်ကတော့လူတွေဝိုင်းခူးလို့ပျက်စီးနေပြီးအသီးမရှိတဲ့အပင်ကတော့လှပစိမ့်လန်းနေတာကိုမြင်လိုက်ရလို့ပါပဲ။ဒါကြောင့်မင်းကြီးဟာနန်းစည်းစိမ်ကိုစွန့်လွတ်ပြီးရဟန်းပြုဖို့ဆုံးဖြတ်ခဲ့ပါတယ်။မိဖုရားကြီးကတားဆီးပေမဲ့မရတော့ပဲနောက်ဆုံးမှာတော့ဟိမဝန္တာတောထဲမှာတရားဘာဝနာတွေပွားများရင်းအေးချမ်းစွာနေထိုင်သွားပါတော့တယ်။ကဲတားငယ်သမီးငယ်တို့ရေမဟာဇနကဇတ်တော်လေးကနေရလိုက်တဲ့သင်ခန်းစာကတော့ဇွဲလုံလဝီရိယရှိတဲ့သူဟာဘလို့အခက်ခဲမျိုးကိုမဆိုကြော်ဖြတ်နိုင်ပြီးအောင်မြင်မှုကိုရရှိမှာဖြစ်တယ်ဆိုတာပါပဲကွယ်ကဲတားငယ်သမီးငယ်တို့အတွက်ဘဟုတုတလည်းရစိတ်တက်ခွန်အားလည်းဖြစ်စေမဲ့အခုလိုဇတ်တော်လေးတွေနဲ့ပုံပြင်လေးတွေကိုအမြဲနားဆင်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ Golden Light Channel လေးကို follow လုပ်ထားဖို့မမေ့နဲ့နော်အားလုံးပဲကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေခင်ဗျာ